ကားအတိတ်ရောက်တာလုံးဝ share ပြီးဒီမှာ TV 3လုံးပါမယ်နော်အခုအကောင်ဆိုရင်83တော့မှ range 600လောက်ရအောင်မယ်သူရဲ့ range အပြည့်ဆိုရင်သူက950တောင်ရတာဗျပါတဲ့ဟာတွေကလည်းမိုက်တယ်ဒီမှာ TV 3လုံးပါမယ်ထိုင်ကွန်မိုတာအပြည့်ပါမယ်ဒီမှာ ambient light တွေပါတယ်အကုန်ပါမယ်ဒီမှာ wireless charger ပါမယ် cup holder ဒီမှာကြီးအကုန်ပဲဗျဒီမှာတကားဖွင့်တာဆိုရင်လည်းဒီမှာကြည့်လိုက်ဒါလေးနှိပ်ယူဖွင့်ရshare ကြီးနော်ဒီမှာကီလိုက1000ပဲစီးရသေးတယ်ကီလို1000ပဲစီးရသေးတယ် lead motor 6S နော် 6S EV ဘုံကဒီဇိုင်းရ share ကြီးဗျTV 3လုံးနဲ့တော့ဒီဘက်ကတော့လည်းအကုန်ပါတယ် TV တွေက leather seat အကုန် leather seat ambient light ဒီမှာ round ရဲ့ကွန်ပင်ဒီမှာ panoramic sunroof အကုန်ပါတယ်နောက်ဖုံးမော်တာလည်းပါတယ်ဗျပြင်ကျော်ဒီမှာနောက်ဖုံးမော်တာပါမယ်နော်နောက်မှာဆိုလည်းအကျယ်ကြီးပဲဗျ